ထားမယ်။ဟောင်းကရှိကြတဲ့လက်ထားမယ်။စိတ်ကဝါဘကုလပြောအောင်ယူထားမယ်။မျက်စိမိတ်ကပေါင်းတဲ့ပါဝမ်းမစိတ်ကိုသာမလို့ရတဲ့ငြိမ်ငြိမ်လေးစိတ်တွေမလွယ်ပါမိမိစိတ်တွေမပြတ်ရအောင်ခန္ဓာကိုယ်ကိုငြိမ်ငြိမ်လေးနေမယ်ခန္ဓာကိုယ်ငြိမ်ငြိမ်လေးတော့ဓမ္မတိဉာဏ်နဲ့ဓမ္မပြတော်တရားတဲ့အလုံးစုံဘုရားရဲ့ဉာဏ်ကိုခန္ဓာပြုပြီးနေမယ်ဣရိယာပုခန္ဓာပြုပြီးနေဓမ္မဉာဏ်တော့တရားနဲ့တော့အဲ့ဒါမလို့ရတဲ့ငြိမ်ငြိမ်လေးစိတ်တွေမလွယ်ပါဘာနာစိတ်ဆက်တာမတ်ပါရောဘုရားဝါယောတရဲ့ဒုက္ခဒုက္ခကြောင့်ဘာသာပေါင်းရပါတယ်ဘာသာပေါင်းရတာကိုပေါင်းတယ်ဘာသာပညာပေါင်းတဲ့ဒီကဘာသာကိုသိနေဆိုပြီးတော့ဖြည့်နေမှာလည်းလောက်လို့မှန်တယ်ပြင်းပြင်း